ဘာဖြစ်လို့မအိတ်သေးတာတော့ကိုကလည်းကရုဏာနဲ့ပြောတာပေါ့အဲ့တော့လေအဖေကသာသမီစိတ်ချမ်းသာအောင်ဘာပြောလဲဆိုတော့တပည့်တော်အိတ်မပြောသေးလို့ပါတဲ့ဘယ်ဟုတ်မလဲသူသားတရားဟောကြွသွားတာညတွင်ချင်းပြန်လာမယ်ဆိုတာသိတယ်လေမရောက်သေးလို့သူ့အိတ်ရတဲ့မဝင်နိုင်ဘူးဒီလိုမေတ္တာမျိုးအဖေစီရပဲရခဲ့တာအဖေမရှိတဲ့နောက်ကိုယ်ထိုင်ဆောင်နေတဲ့သူတယောက်မှမရှိဘူးဒါကြောင့်မလို့အတုမရှိနှစ်ခုမရှိအတူမရှိတဲ့အဖေအတူမရှိတဲ့အမေဒီလိုမိဘနှစ်ပါးနဲ့ပတ်သက်ပြီးသားတို့သမီးတို့နောင်တမရပါစေနဲ့ယခုလေဖုံဖုံတို့အဖေကိုရွှေတကုံဖျားပို့ကျင်လိုက်တာဒါတရားပါဇက်ပြောဖြစ်သွားပြီအယူတယောက်ရဲ့စကားလို့တန်ဖိုးတွေမရှိတော့ဘူးဒါကြောင့်မလို့အချိန်မီအခါမီတန်ဖိုးရှိတန်ဖိုးသိဒီကနေ့မိဘရဲ့ဆန္ဒလေးတွေကိုဖြည့်ပေးပါသူတို့ရဲ့မေတ္တာအကျဉ်းနှလုံးသားတွေကလေမြတ်ဗုဒ္ဓကိုယ်တိုင်ကနေပြီးတော့ဟောထားတာနော်သဗ္ဗညုတဉာဏ်တော်ပိုင်ရှင်အတုမရှိတဲ့မြတ်စွာဘုရားကိုယ်တော်တိုင်ဟောထားတာအေးမင်းတို့